黄冲ပြန်ထုတ်ပေးတယ်နေဝနန်းနိုင် Especially paper side, push already, then I think shot. Yeah, just the to get shot. But it's like not the big camp because I feel I lost the job. I feel that's why ရှင်ရညာလောက်တစ်ခုရအောင်ရှုပ်ခင်းပေးရမြစောပေါက်ရှုပ်ချပေးတယ်ကိုအောင်ထွန်းရမှာဝင်ရောက်စီတင်ရဲ့ကိုလမကျောင်းနံပါတ်69စစ်တက်ပြီးတော့မာယုံမရှိတာနဲ့ပဲစီထားနိုင်ရဲ့ညာခုတော့ပြေဦးပဲကျောင်းနံပါတ်10ချက်ကြောင်ကိုစူးစမ်းအောင်နောက်ခံလူတွေပိတ်ဆို့မှုနဲ့ငယ်ချမ်းတဲ့အတွက်တိုင်းလူချတော့ပင်လယ်ဒီဖြစ်သတ်မှတ်ထားခဲ့ဗျာရရှိလာတဲ့ပင်လယ်ဒီကိုတော့ချောနံပါတ်7ဖြစ်တဲ့တောင်းကံမှုနေထားမှာရှိနေခဲ့ဗျာမော် UFC တင်းထွက်တော့ပထမဆုံးချိန်ရရှိလာတဲ့ခွင့်ရတစ်ခုကိုတောင်းကောင်းဆုံးဆုံးသက်ထားနိုင်မလားချီရမယ်ကိုသမားအနေနဲ့လည်းတင်းရှိနေတဲ့ထားမှာတောင်းစိတ်ကြိုက်ကိုတည်ပြီးတော့လူရဲဝီဆယ်နဲ့တူတောင်းဘယ်ဘက်ကိုတာလေးချိုးပြီးတော့ယူတယ်ကန်နေခုသမားကောင်းဆုံးကဝယ်ထားနိုင်ခဲ့တယ်မြာကိုယူစာတွေကိုစူးစမ်းတယ်ဒီလူရှုပ်ဖြောင်းပေးတယ်အောင်ဒီစာခုတ်တွင်ပေးတယ်ကိုသမားဆက်ပြီးတော့အောင်ဆုံးပုံထုတ်ထားနိုင်ရဲ့မြနောက်ခံလို့ကျွန်တော်တို့ကိုသမားနဲ့ပြန်လဲတွဲထားရမြကိုသမားပဲတာယာလေးဖိပြီးတော့တွဲတယ်တောင်းကြံရမှာရရှိလာတဲ့ခွင့်ရတစ်ခုကိုတောင်းသုံးချဖို့ကြိုးစားမယ်နောက်ရှင်ကတက်မရရှိခဲ့တယ်ပကံသေး他找我ခွင့်ရမရှိအောင်တော့ဗျမရှိလေအောင်သစ္စာဖြတ်တင်ပြီးတယ်ဘုရားမာယုံရှိသွားနေပဲဒါလေးဖမ်းထားနိုင်ခဲ့ညရအောင်ထားနိုင်ခဲ့မြကောင်းထုံးဖြတ်တင်ပေးရမှာနောက်ခံလူကျွန်တော်တို့ခေါင်းတိုက်ပြီးတော့ရှင်းထုတ်ထားနိုင်ခဲ့ထားရှင်းမရှိနေစောပေါကာပါလေးတို့ပြီးတော့ခုတ်တင်ပေးထားတယ်ကိုအောင်ထုံးပြန်ထုတ်ပေးတယ်နေဝနန်းနိုင်ဟိုးပါလေခင်ဗျာအရှိလာတဲ့အခွင့်အရေးတစ်ခုကိုကောင်းဆုံးတုံးချပြီးတော့ဆောင်းနံပါတ်9ဖြစ်တဲ့နေဝနန်းနိုင်ဒီနေ့ကလည်းပကံအစီတင်းထွားဥဆောင်ကိုတော့တင်ထားနိုင်ရဲ့ညကိုအောင်ထုံးရဲ့လာပါတဲ့ဖန်တီးပေးမှုကနေစင်ဆောင်းနံပါတ်9ဖြစ်တဲ့နေဝနန်းနိုင်ကိုသမားရဲ့ဘယ်ချမ်းလေးကိုတာယာလေးပဲကန်သွင်းပြီးတော့ဥဆောင်ကိုပကံအစီတင်ဝန်စီနဲ့ဥဆောင်ထားနိုင်ရဲ့မြခင်ပေးတယ်ကိုသမားရှစ်ထပ်ပြီးတော့တာလေးပဲကာဝယ်ထားနိုင်ရဲ့စောပေါင်းခြေထဲမှာပဲရှုခင်းပေးရမှာဆန်လူနဲ့ညှိပြီးတော့စောပေါင်းဖဲထမှန်ရရှိခဲ့ပေါင်းခုတ်တင်ပေးတယ်ကိုအောင်ထုံးဘလုံးထင်းပြီးတော့ကိုအောင်ထုံးကိုသမားကောင်းဆုံးကာဝယ်ထားနိုင်ရဲ့ညပကံတင်းခြေထဲမှာပဲကိုအောင်ထုံးနောက်တစ်လုံးရှာပြီဟိုးပါတယ်ခင်ဗျာဒုတိယကျင်းရရှိလာတဲ့ခွင့်ရတော့ဝိုင်းရင်တိုက်စမှုဖြစ်တဲ့ကျောင်းနံပါတ်20ကိုအောင်ထွန်းကောင်းဆုံးသုံးချပြီးတော့ပကံအတွက်ဒုတိယအုပ်ဆောင်ကိုလည်းထပ်မံရရှိခဲ့မြ
ငိုလားကွာ ပင်လေရီတဲ့ဒုတိယချိန်နောက်ခံလို့တောင်းဘောလုံးတိတ်ဒီကံမဲ့အနေထားမှာဆိုရင်တောင်းပဲဗျာတောင်းဒီဒီမှာတော့အမားရမရှိပါနဲ့ပဲရရှိလာတဲ့ခွင့်ရတစ်ခုကိုတော့တုံးချပြီးတော့တယ်လေချီပါကူကိုတော့ရရှိခဲ့နော်တူဝမ်းစပေါင်းကနေပြီးတဲ့နေရာကိုကြားတယ်နိုင်ပြီးတော့ရှင်းထုတ်ထားနိုင်ရဲ့နော်နိုင်ထွေးဒါလေးတော့ပြီးတော့ပြန်လို့ကံကိုကျုံးစားအောင်ပါဒီကနေငယ်တွဲပြီးတော့ဂိုးလုံးမောဘုရားစိတ်သိမ်းမဲ့ပြန်လေရရှိခဲ့နော်ဒူစင်ထူလက်ပြပြီးတော့ဦးရနေလန့်ခံတယ်ဘုရားအော်ဆုံးပဲပုံဆုံးထားနိုင်ရဲ့နော်ဒူစင်ထူဟိုထိန်ပြီးတော့ချက်ကြည့်နေဖြတ်ကျော်တာဇော်ပေါင်းနဲ့ပြန်ထွေးထားနော်ဇော်ပေါင်းဦးရနေလန့်ခံတယ်နေငယ်သူကမောင်ဇော်ပေါင်းမကန်ဘူးနေဝနာနိုင်ကိုကန်ခမ်းပါဘောနော်စပေါက်မကန်မဲနဲ့လူစားလဲမှုပြုလုပ်ပြီးတော့နေဝနာနိုင်သူဆောင်ကိုလည်းလာပါလေးတွင်းပြီးတော့ဒီချိန်ရရှိလာတဲ့ပင်လေတွေကိုလည်းနေဝနာနိုင်ဒီနေထားမှာရှိနေတယ်ကိုယ်မပုတ်ထုတ်တယ်မြတ်ထွက်လာတယ်နေဝနာနိုင်မဲပြန်လဲပိတ်ဆို့ထားနိုင်ရဲ့မြတ်တင်ပဲညောနာနိုင်ဒီမှာရှိနေစော်ပေါင်းနဲ့ပြန်ထွေးထားတဲ့စော်ပေါင်းပေါ့ဝီလန့်ခံနေဒီပြားပြီးတော့ကူလုံးမဖြစ်ခဲ့ရညဒီရမှာပဲအောင်ဖြိုးဝေတောင်းနဲ့ပြန်ထွေးထားတယ်တောင်းစီရမှာပဲတောင်းဆက်ကြော်ပြီးတော့ထုတ်ရတယ်ဒီဘက်မှာဆိုရင်3နာရီပွဲစဉ်ဖြစ်တဲ့ပကံ FC တင်းနဲ့မွန်ယူ FC တင်းတို့ရှင်းပြရမှာဒုတိယပိုင်းမိနစ်80ကျော်တိုင်းနဲ့မြပကံ FC တင်း3ဂိုး2ဂိုးနဲ့မွန်ယူ FC တင်းကိုဦးဆောင်ထားမြဒီကိုမတင်ပေးတယ်နေငယ်များပြီးတော့ကိုဘုံမှာပဲဒါလေးစိတ်ထားရနော်ဆိုပေါ့ဝီယန်ဖင်လန်ကန်တယ်ဘုံမှာပဲကြော်မှုတာတောင်းလိုက်နေတယ်တောင်းပါလေးပြပြီးဝီနေတက်ခံတယ်တောင်းကတူကောင်းနေပြီမဲ့နေဘိုးနဲ့ဒွဲချိုပဲနော်ဆိုပေါ့ပြရမှာငယ်တွေကိုလိုမဖြစ်ခဲ့ရမယ်ညဝနာပြီးတော့ဘုလိုမှာဟိုဒီလက်ခံနေကိုပါခင်ဗျာကိုသမားရဲ့မာယိုကနေစရရှိလာတဲ့လုံးတော်ဖြင့်ကိုအောင်ထုံးပဲထမှန်တွင်းထားနိုင်တဲ့အတွက်တော့ဒီဆီမီကွာတာပွဲစဉ်ဆီမီဖိုင်နယ်ပွဲစဉ်မှာဆိုရင်ကွာတာဖိုင်နယ်ပွဲစဉ်မှာဆိုရင်တော့ကိုအောင်ထွန်းငကိုသွန်းပြီးတလုံးဖန်တင်းမှုတွေပြုလုပ်ပြီးတော့ပကံတင်းရဲ့တိုက်စစ်ကိုဦးဆောင်ထားနိုင်အောင်ပြရမယ်ဖြစ်ပါမယ်ကျွန်တော်ကတောင်းချီတယ်ပါပဲတောင်းခံတယ်ဒီမှာကိုထုတ်ကာဝယ်ထားနိုင်ရင်
နေထားလိုက်ရင်ကဲပါကျွန်တော်ဆင်ရခြင်းပါပဲဒီမြန်မာနီးယားက2026ရဲ့ပထမဆုံးစီမီဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ Scan FC အသင်းနဲ့ UFC အသင်းတို့ရှင်းပြရမှာဆိုရင် UFC အသင်းတကူပကံ FC အသင်း၄ဂိုးနဲ့အတူဒီမှာဆိုရင်ပွဲကစားခြင်းဒီမှာပဲပြီးဆုံးခဲ့ခင်ဗျာ